မင်္ဂလာဦးညမတိုင်ခင်မှာပဲသူမရဲ့မင်္ဂလာဝတ်စုံကိုမိရှို့လိုက်ပါတယ်။အချိန်တော်ကြာဒုက္ခပေးခဲ့တဲ့ဒီနေရာကနေထွက်ခွာဖို့သူမဆုံးဖြတ်လိုက်တာပါ။မင်္ဂလာဆောင်နေ့မှာဆိုရင်လေသူမရဲ့သူတို့သားကခဏလေးအလိုမှာသူ့ချစ်သူနဲ့အတူရှိနေပြီးနောက်တစ်ခဏမှာတော့မင်္ဂလာပွဲမှာအချစ်တွေအကြောင်းတရက်ဆက်ပြောနေခဲ့တာပါ။ဧည့်သည်တွေအားလုံးကသူတို့သမီးကိုစောင့်မျှော်နေချိန်မှာသူတို့ရှေ့ကိုရောက်လာတာကတော့မီးလောင်ကျွမ်းနေတဲ့မင်္ဂလာဝတ်စုံပါပဲချက်ချင်းဆိုသလိုပဲရှေ့နေကသူမကိုစားလက်ဆောင်တစ်ခုကိုပေးလိုက်ပါတယ်သူတို့သားကအဲ့ဒီလက်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပွာရှင်းစာချုပ်ကိုတွေ့လိုက်ရပါတယ်။အကြောင်းကတော့ဒီလိုပါမကြသေးခင်ကပဲသူမနဲ့သူတို့သားရဲ့ချစ်သူကလေရင်တစင်းနဲ့စီးမိခဲ့ကြတာပါလေရင်ကမတော်တဆမှုတစ်ခုကြောင့်အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်သူတို့နှစ်ယောက်စလုံးကြောက်လန့်တုန်လှုပ်နေချိန်မှာသူတို့သားကသူ့တို့သမီးကိုလုံးဝဂရုမစိုက်ပဲသူ့ချစ်သူကိုအရင်ကယ်ထုတ်သွားခဲ့ပါတယ်သူမကိုတော့လေရင်ထဲမှာတယောက်တည်းဒုက္ခရောက်အောင်ထားခဲ့တာပါကံကောင်းလို့သာသူမအသက်ရှင်လျက်ကယ်တင်ခံလိုက်ရပြီးဒဏ်ရာတွေလည်းတိတ်မပြင်းထန်ခဲ့ပါဘူးသတိရလာတဲ့အချိန်မှာသူတို့သားစီချက်ချင်းဖုန်းခေါ်ပေမဲ့သူကဖုန်းမကင်ပါဘူးအဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရလို့အပြင်ကိုပြေးထွက်ကြည့်လိုက်တဲ့အခါသူ့တို့သားနဲ့ချစ်သူကအချစ်တွေရုပ်ဖိတ်နေကြတာကိုတွေ့လိုက်ရပါတယ်သူမရဲ့နှလုံးသားတွေတစားစီဖြစ်သွားခဲ့ရတာပါစိတ်တက်ကြပြီးအိမ်ပြန်ရောက်လာတော့သူတို့သားကသူမနောက်ကိုလိုက်လာပြီးနှစ်သိမ့်ဟန်ဆောင်ကအံ့ဩစရာလက်ဆောင်တစ်ခုပေးမယ်လို့ပြောပြီးအခန်းထဲကထွက်သွားပါတယ်နောက်တစ်စက္ကန့်မှာပဲအိမ်ထဲကမီးတွေရုတ်တရက်ပိတ်သွားပါတယ်သူမလာတာဆောင်ကိုထွက်ကြည့်လိုက်တော့အောက်မှာသူတို့သားကအချစ်တွေကိုဖော်ကျူးပြနေတာပါဘာမှတောင်မတွေးလိုက်ရသေးခင်မှာပဲကောင်းကင်မှာမီးရှို့ပွဲတွေထွက်ပေါ်လာပြီးနောက်နေ့မှာခမ်းနားတဲ့မင်္ဂလာပွဲကျင်းပပေးမယ်လို့သူကတိပေးခဲ့ပါတယ်ဒါပေမဲ့အလုပ်ကိစ္စရှိရဆိုပြီးသူထွက်သွားတာကိုသူမနောက်ရောင်ခံလိုက်ကြည့်မိတော့မင်္ဂလာဆောင်မင်းညမှာပဲသူကသူ့ချစ်သူနဲ့ဆက်ဆံရေးတွေဆက်လုပ်နေတာကိုတွေးလိုက်ရပါတယ်။ဒါကြောင့်သူမဒီဆက်ဆံရေးကိုအပြီးတိုင်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။သူတို့သားကသူမရဲ့နှလုံးသားကိုတကယ်ဆုံးရှုံးလိုက်ရပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့နောင်တတွေရနေခဲ့ပါပြီ။အိမ်ပြန်ရောက်တဲ့အခါသူ့မပိုင်တဲ့ပစ္စည်းတွေအားလုံးတစ်စက်မှမကျန်အောင်ပျောက်ကွယ်သွားတာကိုပဲသူတွေးလိုက်ရပါတယ်